အခန်းလေးအပြန်ခရီးတို့ဖြင့်နောက်ဆုံးတွင်ဥစိန်ညွန့်၏တစ်ချက်လုံးအမိန့်ဖြင့်ညွန့်ညွန့်ခေါ်မောင်ကျော်ညွန့်မှာကျွန်ုပ်တို့ဆရာတပည့်နှစ်ယောက်နှင့်အတူကျုံတိုင်းရွာသို့မလိုက်ချင်ဖြင့်လိုက်ပါခဲ့ရကြတော့၏မျက်ရည်အဝဲသားဖြင့်မှိုင်တွင်နေရှာသောမောင်ကျော်ညွန့်ကိုကြည့်ရင်ရန်ကုန်၌ဖြစ်ခဲ့သောအဖြစ်တို့ကိုသတိရမိပြီးကျွန်ုပ်လည်းတယောက်တည်းပြုံးမိချတော့၏ဥစိန်ညွန့်ကမောင်ကျော်ညွန့်ကိုကျုံတိုင်းရွာသို့ထည့်လိုက်မိအကြောင်းပြောလိုက်သည်တွင်အမများကအပြင်းအထန်ကန့်ကွက်ကြတော့၏အိုးဘယ်လိုပြောလိုက်တာလဲဖေဖေရဲ့ညွန့်ညွန့်လေးဟိုမှာဒုက္ခရောက်မှာပေါ့ဟုတ်သားပဲဖေဖေကလည်းအထိပ္ပယ်မရှိဘူးဒေါ်လေးတို့ကလည်းသဘောတူမှာမဟုတ်ဘူးမဖြစ်ဘူးဒေါ်လေးတို့ကိုဖုန်းဆက်ခေါ်မှဟယ်လိုတို့ဖြင့်မောင်ကျော်ညွန့်အရေးကိစ္စတွင်အမရီအတော်ရီအားလုံးစူသူစူငိုသူကိုရန်တွေ့သူကတွေ့ဖြစ်တအိမ်လုံးပွက်လောရိုက်သွားတော့၏နောက်ဆုံးဥစိန်ညွန့်ကထပြီးတစ်ချက်လုံးအမိတ်ထုတ်ကပွဲချမ်းလိုက်ခါမှပါဆက်ပိတ်နှုတ်ဆက်ပြီးမချင်မနှက်ဖြစ်သွားကြ၏အားလုံးတိတ်ထပ်ပြောတဲ့သူငါနဲ့အတွေ့ပဲတို့ဖြင့်မသွားခင်ရက်ပိုင်းအတွင်းအမတွေကငိုပွဲဆင်လိုက်မှာလိုက်အတော်တွေကငိုလိုက်မှာလိုက်စားစရာတွေဝတ်စရာတွေလာပို့လိုက်နဲ့ခမရတို့မှာမအားရအောင်ရှိနေကြတော့၏ချစ်တုတ်ကတွေပေါ့ဗျာဒီကြားထဲကျွန်ုပ်တို့ကိုဥစိန်ညွန့်လှမ်းခေါ်သည်ကိုသူတို့မသိရကားကျွန်ုပ်တို့ရောက်လာ၍သာအခုလိုဖြစ်ရပေသည်ဟုအမျက်တော်ဝင်ပြီးအတော်အပြိုကြီးများ၏မျက်စောင်းတံကိုကျွန်ုပ်တို့မှအချောင်ခံရကြသည်ဟောရုပ်တွေကိုကမြစ်တာကိုမရှိဘူးမောင်ကျော်ညွန့်အပေါင်းအသင်းများကလည်းအိမ်ကိုချောင်းပေါက်မတက်ဝင်လိုက်ထွက်လိုက်ရှိနေပြီးလက်ဆောင်တွေပြီးကြငိုလိုက်ကြနဲ့ဗရာမြင်လူးဆက်ခေးနေကြတော့၏ရိုစီရင်နဲ့ရမ်းခံစားနေရတာပဲညွန့်ညွန့်ရဲ့အေးလေညွန့်ညွန့်တို့အဖေများရစ်ဆက်လိုက်တာကိုသမီးနုနုချောချောလေးကိုတောပို့ရတယ်လို့ဟုတ်ပါပို့မဲ့ပို့ဘန်ကောက်တို့စင်ကာပူတို့မှာရှိတဲ့ beauty parlor တန်းတန်းတွေကိုပို့ပါတော့လားကန်းနာမတွေအဲလေကန်းနာထီးတွေတော့နော်တစ်ချက်ရှိုက်တန်လေးပင်ထွက်နေရှာတော့မောင်ကျော်ညွန့်ကိုကြည့်ရင်ဤအရေးပြေလည်အောင်မှရှင်းနိုင်ပါမလားဟုတွေးရင်ကျွန်ုပ်တပြင်းချမိကြတော့၏ကဲဒီအချိန်ဆိုကြုံတိုင်းဘက်သွားတဲ့ကားတွေကအတော်ရှားသွားပြီဒီတော့တရိတ်ဆန်အစာလာဝယ်တဲ့အတီးထော်လာကြီးပဲစောင့်ရတော့မှာပဲဘိုက်ကလေးရေဟုတ်ပါဟိုထော်လာကြီးနဲ့သွားမယ်ဟုတ်လားဦးကြီးတို့အမေနေကထော်လာကြီးမစီးကြလို့နင့်ကြီးတော်လေးမြန်ကြီးစီးသွားခြင်းတော့လားဟာထော်လာကြီးစီးရမည်ဆိုရင်မျက်စိမျက်နှာပြက်ပြီးငုံမဲမဲဖြစ်နေရှာသောမောင်ကျော်ညွန့်ကိုဘိုက်ကလေးကပူတော်လိုက်၏မိမကသာရှာလိုသည့်လူပြိုကြီးအဖို့မိမရှာဟူသည်အလိုလိုမြင်ပြင်းကပ်ဖွယ်ဖြစ်နေသည်မဟုတ်ပါလောထို့ပြင်သူတို့ကြောင့်ရန်ကုန်တွင်အဆက်ကွဲခဲ့ရသည်မို့ဘိုက်ကလေးရှင်နှင့်အစာမကြီးဖြစ်နေဟန်ရှိကြပြီကဲဒီမှာနေပူတယ်ဝင်းအပြင်ကဟိုပင်ရဲ့အောက်မှာသွားဆောင်ကြတာပေါ့အတီးလာရင်ဒီလာပဲလားမှာပဲဘိုက်ကလေးမောင်ကျော်ညွန့်ပစ္စည်းတွေဝိုင်းတယ်ပေးလိုက်ပါကွာအာဒီကောင်အဝတ်တွေကထမိန်နေလားမသိတာဆရာတို့ရဲ့တော်ကြကျွန်တော်ဖုန်းနေကုန်ပါအောင်မယ်မတည့်ချင်ပါဘူးအိုးညွန့်ညွန့်အဝတ်တွေကထမိန်နေမဟုတ်ပါဘူးကိုပိုက်ရဲ့အားလုံး ready made အသစ်တွေပါဟိုကွာဘာပဲဖြစ်ဖြစ်အဝတ်အိတ်တွေတော့မင်းပါသားတဲ့ငါစိတ်မတန်အောင်ကြံတာတွေငါတည်ပေးမယ်မကြလိုက်တန်ဆောင်ထွက်နေသောအတီးထော်လာကြီးတန်ကိုကြားလိုက်ရ၏ဟောအတီးရော်လာပြီဟဲ့ဟေးအတီးဟာဥတုမီတို့ပါလားရန်ကုန်ကပြန်လာကြပြီလားအေးမင်းရောတရိတ်ဆန်စာတွေဝယ်ပြီးပြီလားပြီးပြီလေပြန်ရုံပဲလာတက်ကြနေရောကွာဒီမှာပစ္စည်းတွေပါလာလို့ဝိုင်းတင်ပေးစမ်းပါအောင်ရတာပေါ့အပါခီးတော့တက်တာတွေအဲ့တွေကမသေးပါလားဘသူဟာတွေလဲအဲ့ဒီကောင်မလေးကဘသူဝါသဘောပေါက်ပြီဟာဝမ်းသာတယ်ကွာဘိုက်ကလေးမင်းရန်ကုန်ကနေမိမခူးလာတယ်ပေါ့လေတိတ်ကောင်းတယ်ဝါတို့ကြုံတိုင်းမှာရက်ဆွေရမျိုးတိုးတာပေါ့မင်းကောင်မလေးကချောချောလေးဆိုတော့စောကြီးတော့ဆွေခုံနေမှာပဲဟာထင်ရရီစွတ်ထင်နေတော့အတီးကြောင့်ဘိုက်ကလေးမျက်နာကဖြူရမှနေရမှမဲနေသလိုမောင်ကျော်ညွန့်မှလည်းမျက်နာမထားတအောင်ဖြစ်နေရှာသည်မို့ငါတော့ကျွန်ုပ်လည်းအတီးကိုလက်ကုပ်ပြီးတိုးတိတ်ရှင်းပြရတော့၏အော်ဒီလိုကိုစတလီဟီကဲသွားမယ်တက်